ခုကြောင့်ချိန်ကုန်မခံနဲ့ကွာအမမကင်းတဲ့လောကကြီးထဲမှာမင်းတယောက်တည်းမဟုတ်တာဒီထားပါမေးလိုက်တော့နေရဲ့ဟောင်းများစွာပြန်တွေ့ပြီးမင်းကိုမနေနဲ့ကွာအလုံးငါကနာတာပဲဘာမှအကျိုးရှိရှိအသက်ရှင်နေထိုင်ပါဘူမင်းမနေနဲ့မင်းတွေ့တော့မနေနဲ့မရောက်ရှိသေးတဲ့မနှက်ပြန်အကျွမ်းလူရိတ်ကုန်လုံးဟောအတူတူပါပဲကွာသူဒုက္ခနဲ့သူခဲခဲရှုံးဆုံးလာသမျှစေတနာတွေထားချင်းတဲ့ဘုံမင်းမတွေ့ထားနဲ့စာစိတ်ကလေးမွေးထားွယ်လူတွေအကုန်လုံးဒီလောဘတော်တွေကယုံတွေ့ဖို့တွေ့ခဲ့နေလေပိုင်ဆိုင်လေသမျှမတည်မြဲခြင်းကြောင့်နာအဖြစ်ပြတ်တရားတော်ရှိနေမယ်ရှင်သန်ဖို့အတွက်ယုံကြည်ရင်နဲ့မင်းတပ်ပြီးမမစေနဲ့ဒီလိုပဲပေါ်ဘောလောကကြီးထဲမှာအနေမြတ်တဲ့ချရှုံးမပေးနဲ့ဘူမင်းမနေနဲ့မင်းတွေ့တော့မနေနဲ့မရောက်ရှိသေးတဲ့မနှက်ပြန်အကျွမ်းလူရိတ်ကုန်လုံးဟောအတူတူပါပဲကွာသူဒုက္ခနဲ့သူခဲခဲရှုံးဆုံးလာသမျှမြတ်တာလေးထားချင်းတဲ့ဘုံမင်းမတွေ့ထားနဲ့စာစိတ်ကလေးမွေးထားွယ်တိတ်ဆိတ်တဲ့ခက်ငယ်လေးတဲ့မှာအမတခုကြောင့်ချိန်ကုန်မခံနဲ့ကွာအမမကင်းတဲ့လောကကြီးထဲမှာမင်းတယောက်တည်းမဟုတ်တာဒီထားပါမေးလိုက်တော့တဲ့ရဲ့ဟောင်းများစွာပြန်တွေ့ပြီးမင်းကိုမနေနဲ့ကွာအလုံးငါကနာတာပဲဘာမှအကျိုးရှိရှိအသက်ရှင်နေထိုင်ပါဘူမင်းမနေနဲ့မင်းတွေ့တော့မနေနဲ့မရောက်ရှိသေးတဲ့မနှက်ပြန်အကျွမ်းလူရိတ်ကုန်လုံးဟောအတူတူပါပဲကွာသူဒုက္ခနဲ့သူခဲခဲရှုံးဆုံးလာသမျှစေတနာတွေထားချင်းတဲ့ဘုံမင်းမတွေ့ထားနဲ့စာစိတ်ကလေးမွေးထားွယ်ဘူမင်းမနေနဲ့မင်းတွေ့တော့မနေနဲ့မရောက်ရှိသေးတဲ့မနှက်ပြန်အကျွမ်းလူရိတ်ကုန်လုံးဟောအတူတူပါပဲကွာသူဒုက္ခနဲ့သူခဲခဲရှုံးဆုံးလာသမျှမြတ်တာလေးထားချင်းတဲ့ဘုံမင်းမတွေ့ထားနဲ့စာစိတ်ကလေးမွေးထားွယ်ကိုချင်းစာစိတ်ကလေးမွေးထားကိုချင်းစာ
စိတ်ကလေးမွေးထားခွေ